မြမရှေးဟောင်းလောကီပညာရက်ထဲမှာလူတိုင်းကြားလိုက်ကြတဲ့ကြောချမ်းသွားစေမဲ့နာမည်တစ်ခုရှိပါပဲအဲ့ဒါကတော့ကဝေပါပဲတကယ်တော့ကဝေဆိုတာမူလကတရေတစေမဟုတ်ပါဘူးအင်းအိုင်ခါလေလက်ဖွဲ့စားတဲ့လောကီပညာတွေကိုလိုက်စားရင်လမ်းမှားရောက်သွားတဲ့လူသားတွေဖြစ်ပါတယ်အထူးသဖြင့်ကျေးလက်တောရွာတွေမှာရိုးရိုးအေးအေးနေတတ်တဲ့အပွားအိုတချို့ဟာနောက်ွယ်မှာဒီလိုအောက်လန်းပညာတွေကိုတိတ်တဆိတ်ကြင့်ကြံနေတတ်ပါတယ်သူတို့ဟာငယ်စဉ်ကတည်းကမိယိုးဖလာပညာတွေကိုလက်ဆင့်ကမ်းခံယူခဲ့ကြသူတွေပါအသက်အရွယ်ကြီးရင်လာတာနဲ့အမျှပညာစွမ်းကပိုမိုထက်မြက်လာကြပါတယ်ညဘက်တွေမှာအပွားအိုဟာ7ဖြူဖားလျားချထပ်ပြီးအနက်ရောင်ဝတ်ပြီးအိမ်နောက်ဖေးကစင်အောက်မှာအသားစိမ်းငါးစိမ်းတွေနဲ့ပူဇော်ပသတာတွေကိုလှုပ်ဆောင်လေးရှိပါတယ်ဒီလိုနဲ့လူစိတ်ပျောက်ပြီးဘလူးစိတ်ဝင်လာတဲ့အခါသူတို့ရဲ့ပါးရည်တွားနေတဲ့မျက်နှာမှာအမွေးအမြင်တွေထွက်လာပြီးမျက်လုံးတွေကတောက်ပြောင်လာတတ်ပါတယ်သူတို့ရဲ့အစွမ်းကတော့ကြောက်ခမန်းလေးလေးပါပဲညဘက်ဒီမှာလူအသွင်ကနေခွေးနဲ့ကြည့်အသွင်ကြားကြည့်အသွင်ဖန်ဆင်းပြီးရွာထဲကိုလှည့်လည်သွားလာတတ်ပါတယ်ဒါအပြင်သူတို့မုန်းတဲ့သူတွေကိုပညာနဲ့ပြုစားတတ်ပါတယ်ကွင်းသီးချမ်းလေးတစ်ဖက်အချီကျိုးလေးတစ်မြင်ကိုမန်းမုံလိုက်ယုံနဲ့တစ်ဖက်လူရဲ့ပိုက်ထဲကိုအပ်တွေတန်တွေကျွဲရည်တွေရောက်သွားစေနိုင်ပါတယ်ရွာထဲကကလေးငယ်တွေဖျားနိုင်ရင်လူတွေသွေးအန်ရင်ဟိုအကွာကြီးပြုစားတာလို့ဒီတိုးပြောဆိုကြပါမယ်ဘသူမှညနေချင်းမဆန်ရဲကြပါဘူးဒါပေမဲ့ဒီပညာရဲ့တန်ဖိုးကအရန်ကြီးပါတယ်ကဝေတွေဟာတေချင်တိုင်းတေလို့မရပါဘူးတေမင်းကသူတို့ကိုလာခေါ်ရင်တောင်ပညာအစွမ်းရောင်ပြန်ရှင်နေတတ်ပါတယ်ဒေဂာနီအချင်းကသူတို့အတွက်အစိုးရွားဆုံးငရဲခမ်းပါပဲပူလောင်လွန်းလို့အိမ်နေချင်းရင်ပုံးအင်ကြီးကိုဆွဲဖျက်ပြီးဝါထရန်လေးထောက်တန်းတွေပေါ်ကိုဇောက်ထိုးသွားနေတတ်ပါတယ်သူတို့ရဲ့ပညာကိုလွှဲပြောင်းယူမဲ့စက်ခံသူအမွေခံအထူးသဖြင့်မြေးမလေးတွေမရှိမချင်းသူတို့ဟာဝေဒနာကိုခံစားရင်းအသက်ငင်နေရမှာဖြစ်ပါတယ်နောက်ဆုံးမှာတားသမီးတိုးမဟုတ်မြေးတယောက်ကကြောက်လန့်တကြားနဲ့လက်ခံလိုက်မှသာသူတို့ဟာတပ်ပြင်းချပြီးအသက်ထွက်သွားနိုင်ကြပါတယ်နောက်ဆုံးသူတို့အသက်ထွက်သွားတဲ့အခါမှာတော့ဝိညာဉ်ဟာငြိမ်းချမ်းရာကိုမရောက်ပါဘူးသူတို့ကျူးလွန်ခဲ့တဲ့အကုသိုလ်တွေအတွက်မဟာအဝိဇ္ဇငရဲပြည်ရဲ့အောက်ဆုံးအလွှာကိုတန်မတ်ကြာရောက်သွားကြပါတယ်ပြုခဲ့တဲ့မကောင်းမှုတွေအတွက်ကံဝစ်ကြွေးပြန်ဆက်ရတဲ့အနေနဲ့ငရဲမီးလင်တွေကြားမှာထာဝရပူလောင်ခံစားရင်းဘယ်တော့မှကျွတ်လွတ်ခွင့်မရတော့ပါဘူး